ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် KC Audio Book YouTube Channel ကနေကြိုဆိုပါရစေစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုဒီ Channel လေးကနေနေ့စဉ်တင်ဆက်ပေးနေတယ်အခုတစ်ခါမှာပရိသတ်တွေအတွက်အပြူစင်အလောင်းဇာတ်လမ်းကိုပြောပြပေးခြင်းနဲ့ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာအရင်ဦးဆုံး Channel ကို Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဇာတ်လမ်းတစ်တွေတင်နိုင်သိရှိစေဖို့အတွက်ကိုတော့ဘေးနားက Noti ခေါင်းလောင်းကိုတစ်ချက်နှိပ်ထားပေးပါအမလီသမီးလေးရဲ့အဖြစ်ဆိုးလာကြည်လားသမီးရဲ့အမေရင်နေကိုယ်ကုန်ပြီသမီးရဲ့အော်လူလောကမှာတည်ခြင်းတရားဆိုတာအသက်အရွယ်မရွေးအချိန်အခါရဲ့ရာဇပြက်တရားမရွေးလူတိုင်းကံပေးသလောက်ပဲနေထိုင်ကြရတာပါလားဒါကြောင့်လဲမိုးကုတ်ဆရာတော်ဖရာကြီးရဟောကြားခဲ့တာပေါ့ငါသည်မုတ်ချတီးရမည်အချိန်မိုင်းသာလူတော်သည်ယခုရွာလေးတရွာကနာရီအိမ်တအိမ်မှာအာသူပေါက်လိုက်ပို့ဖို့ရောက်လာခဲ့ရခြင်းပဲနာရီကလည်းလူရီစီကားလိုက်တာလူများမှာပေါ့စုံသွားတဲ့သူကအသက်28နှစ်အပြိုနုနုလေးတယောက်ကျမနဲ့အတူမကွေးတိုင်းတရက်ခရိုင်ပြက်လို့ဆိုတဲ့စံပြရွာလေးမှာအလဲတန်းများဆီယာမအဖြစ်တာဝန်အတူတူထမ်းဆောင်ခဲ့ကြတာလေဒါဒီမကပဲသူမကရက်ကျိုးရွာကျိုးအတွက်လေပရာဟိတလုပ်ငန်းတွေမှာရှေ့ဆုံးကလုပ်ခဲ့တယ်လို့တပတ်မှာတရက်တင် जा ပေးတဲ့ရွာကဘုန်းကြီးကျောင်းမှာလေသူကဓမ္မစကူးတင်နိုင်ရင်ဆီယာမတယောက်လေမွေးချင်းမောင်နှမမရှိပဲအမေမုတ်ဆိုးမကြီးကိုကျောင်းဆီယာမအလုပ်လေးနဲ့ရှာကျွေးရင်းနဲ့အိမ်မှာအိမ်စည်းဆိုင်လေးတိတ်ကတစ်ဖက်တလန်းကနေအပေါ်ဝင်ငွေလေးရအောင်ရှာရင်းနဲ့ဘဝအတွက်အကျိုးရှိကြိုးစားရုန်းကန်လှုပ်ရှားနေသူတယောက်ပါသူမဟာမျက်နှာလေးရချောအသားလေးရဖြူခန္ဓာကိုယ်အချိုးအစစ်လှပပြီးအသက်အရွယ်ကြီးသူတိုင်းအပေါ်ရိုသီလေးစားဘာသာကြီးကိုင်းဆိုင်တတ်ပြီးတော့သဘောလေးရလေးကောင်းသူတစ်ပါးအပေါ်မှာလည်းကုညီရင်ပင်တက်စာတင်ကြားတဲ့ခါမှာလည်းစိတ်ရှိသီးခံအနုံအနာခံတတ်တော့လူကြီးလူငယ်မရွေးတရွာလုံးကချစ်ခင်ကြတဲ့သူလေးပါသူမဘဝအတွက်အတိတ်ကံကြမ္မာဆိုးကရက်ဆက်ချိန်ဖန်လာပုံများရင်ထဲမှာပြောမထွက်နိုင်လောက်အောင်သူမအတွက်စိတ်မကောင်းဖြစ်ရတယ်အဲ့ဒီနေ့ကတနင်္ဂနွေနေ့ပေါ့အုံမိုင်းမိုင်းကောင်းကင်ရံမှာမိုးလီယာတဖွဲဖွဲကျနေတဲ့အချိန်နေ့လယ်2 နာရီဝန်းကျင်လောက်ရွာဖုံးတော်ကြီးကျောင်းမှာဓမ္မစကူခလေးတွေကိုဗုဒ္ဓဘာသာယဉ်ကျေးလိမ်မှာတင်ကြပြီးဆရာချင်းအလှည့်ချင်းတို့ဗိုက်စာရာနဲ့ရွာလေပြည်မေးကြီးကားလမ်းဘေးကအတုတ်ဆိုင်လေးမှာအတုတ်စားဖို့ထွက်လာခဲ့တယ်မိုးလီယာဖွဲဖွဲကျပြီးလေးပြေးလေးညင်းလေးရတိုက်ခတ်နေတော့သူမရင်ထဲကိုချမ်းစိမ့်စိမ့်အေးတက်ကတိုးဝင်လာတာနဲ့ပူပူနွေးနွေးဟင်းကားရည်လေးတောက်ချင်စိတ်ကပေါ်လာတာနဲ့မုံဟင်းကားလက်တုပ်တပွဲနဲ့ဟင်းကားရည်ပူပူလေးအတုတ်ဆိုင်မှာမှားစားခဲ့တယ်မုံဟင်းကားအတုတ်တပွဲစားပြီးဆိုင်ထဲဟာထွက်မှာပဲသူမဘဝအတွက်အတိတ်ကံဝတ်ကြွေးဆိုးလိုက်ပုံများရင်းနှင်းမွေကောင်းလာပါလေကောင်တင်ကားကြီးတစ်စီးဟာရွာလေရလမ်းမကြီးပေါ်မှာမောင်းနေရင်းနဲ့ဖောင်းဆိုရှေ့ကားဘိန်းတာယာပေါက်သွားပြီးသူမလမ်းလျှောက်နေတဲ့ဘက်ကိုတဲ့ရီဝင်လာချိန်မှာသူမလည်းကြောက်လန့်ပြီးဘာမှရှောင်တိန်နေတော့မရပဲနဲ့အဲဒီကားကြီးဟာသူမကိုတိုက်ပြီးလဲကျသွားချိန်မှာသူမဦးကောင်းကိုကားနောက်ဘိန်းနဲ့တက်နှင်းမိလို့ဦးကောင်းကြေမွားကရုပ်ပြက်ဆင်းပြက်တေပွဲဝင်ခဲ့ရပါတယ်ယခုသူမရဲ့နာရီလိုက်ပို့ဖို့အတွက်ဆရာမတွေရဟန်းတန်ခါဖုံးတော်ကြီးတွေစာသင်ကျောင်းက9တန်းကျောင်းသားကျောင်းသူတွေဓမ္မစကူအဖွဲ့သားတွေလူမှုရေးပရဟိတအဖွဲ့တွေကျေးရွာလူအများနဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆိုတော့သူမရဲ့နာရီဟာယခုရွာမှာတော့အကြီးကျယ်ဆုံးနဲ့လူအစီကားဆုံးနာရီတစ်ခုလို့ပြောရမယ်ဆိုရင်မမှားနိုင်ဘူးလူတစ်ယောက်ကငွေဘလောက်ပဲချမ်းသာပါစေအဲ့ဒီသူတည်သွားတဲ့အခါအာသူဘလိုက်ဖို့သူကြည်အောင်များနဲ့အဲ့ဒီလူရဲ့လူမှုဆက်ဆံရေးနဲ့စိတ်နေသဘောထားကိုမြင်တွေ့နိုင်တယ်စာအုပ်တစ်ခုမှာမှတ်သားသိရှိခဲ့ဘူးတဲ့အဲ့ဒီအတွက်ကြောင့်သူမရဲ့နာရီကိုမြင်တွေ့လိုက်ရုံများနဲ့လူမှုရေးဘလောက်ထိနားလေသူဆိုတာအားလုံးသိရှိနားလေသဘောပေါက်ကြမှာပါအဲ့ဒီအချိန်မှာပဲရွာဦးကျောင်းထိပ်ကတန်ဃာတော်တွေကြွလာပြီးတော့လူအများကတရားနာယူဖို့နေရာယူကြတယ်ဆရာတော်ကြီးတွေကတရားတီလာပြီးတရဏဂုံတင်းမြတ်တာပို့အမြပေးဝေးအပြီးအာသုဘချဖို့တုတ်တန်ကိုလိုက်ပါပို့ဆောင်ခဲ့ကြတယ်အာသုဘမြည်ချအပြီးကျမတို့လည်းတငယ်ချင်းကိုအစိုးရဝန်ထမ်းအမိန့်အရကျောင်းဆရာကြီးကအမိန့်စာရွတ်ပြနေချိန်မှာတော့ကျမတို့အားလုံးစိတ်မကောင်းစွာနဲ့မျက်ရည်တွေထိန်လို့မရအောင်ကြားခဲ့ရတယ်ကျမရဲ့စိတ်ထဲမှာလည်းအော်လူတွေမတည်ခင်မဲချစ်ကြပါလားရုံနဲ့နံခေါ်ပြီးအသက်ဝိညာဉ်မရှိတာနဲ့
ဒီခန္ဓာကိုယ်ကြီးကိုအိမ်မာတောင်3ရက်ထက်မထားဆွဲလန်းနေမှာဆိုလို့အမိတ်စာနဲ့တောင်နှင်ထုတ်ကြတယ်နော်။အိုးဘယ်အရာမှမတည်မြဲအနိစ္စတွေပါလား။အာသုဘပို့အပြီးကျမတို့အားလုံးလေးပြန်လာခဲ့ကြတယ်။သူမဆုံးသွားပြီးရွာရင်းမှာရောဘယ်နေရာမှဂျိုးအတန်းဆိုတာတဲ့တောင်မကြားမိခဲ့ရဘူး။သူမအာသုဘချတဲ့ညမှာပဲလူတယောက်ဟာတုတ်တန်တဲကိုပေါတူးကြီးတက်လက်ထမ်းပြီးည7 နာရီအချိန်လောက်မှဝင်သွားပါတယ်။အဲဒီသူတုတ်တန်နဲ့ဝင်သွားတာကိုတုတ်တန်သွားတဲ့လမ်းနာကလူတွေမြင်တွေ့ကြပေမဲ့ဘာအကြောင်းကြောင့်ဝင်သွားမှန်းတော့မသိတော့လူတွေလည်းသတိမမူပဲနေလိုက်ကြပါတယ်။သူမဆုံးပြီး9 ရက်မြောက်တဲ့နေ့မှာတော့ကျမတို့ပြက်လို့ကြီးရွာရဲ့အရှိတ်12 မိုင်လောက်မှာစီရွာဆိုတဲ့ချင်းမြင်မှာရွာလေးတစ်ရွာရှိတယ်။အဲဒီရွာကလူတစ်ယောက်ဟာရွာဘုံကြီးကျောင်းကိုရောက်လာပြီးတော့သူတို့ရွာမှာည10 နာရီနောက်ပိုင်းရောက်လာရင်ရွာထဲကိုမြည်သူမြမထွက်ဝင်ကြောင်းစပင်ဖားလာမျက်နာမပါအဲ့ဒီအမျိုးသမီးကလမ်းမှာတွေ့တဲ့လူတိုင်းကိုလက်လိုက်ဆွဲပြီးခြောက်နှံနေပါကြောင်းအစအဆုံးဖြစ်ပျက်ကြုံနေသမျှအကြောင်းဆောင်ကိုဆရာတော်ကြီးထံလျှောက်တင်နေကြောင်းတရွာလုံးကိုချက်ချင်းပြန့်နှံ့သွားခဲ့တယ်။ဆရာတော်ကြီးကတော့တကားကြီးရဲ့ဟုတ်ပါမလားပရလောကသားတို့သည်လူတို့ရဲ့အနာသို့မကန်နိုင်ပါလူသားတွေရဲ့ဖုံးကန်ကြောင်လူသားများနဲ့ထိမိခိုက်မိရင်တောင်သူတို့မှာအယံပူလောင်နာကျင်လုံးလို့လူတွေနဲ့မထိမတွေ့အောင်ရှောင်ရှားနေကြရပါတယ်။အခုတကားကြီးပြောစကားအရဆိုရင်လက်တောင်လိုက်ဆွဲတယ်ဆိုတော့စဉ်းစားစီရပဲကွ။မှန်ပါဖေ။တချို့ကိုယ်တိုင်ကြုံဘူးကြတဲ့လူတွေကဆိုပိုထူးဆန်းတာကယခုအမျိုးသမီးဟာလွန်ခဲ့တဲ့9 ရက်ကကားတိုက်မှုဖြစ်ပြီးတိတ်ဆုံးသွားတဲ့ဦးစင်းတို့ကျောင်းကဆီယာမာလေးနဲ့တူတယ်လို့ရွာထဲမှာပြောနေကြပါတယ်ဖေ။ဒါနဲ့တကားကြီးဦးစင်းကအခုကိစ္စကိုဘယ်လိုလုပ်ပေးရမလဲတကားကြီးမှန်လားပါဖေ။တပည့်တော်တို့လည်းဘာလို့ရမှန်းမသိလို့အရှင်ဖျားစီအကူအညီလာရောက်တောင်းခံတာပါဖေ။အေးဒါဆိုလဲဒီလိုလို့ဦးစင်းတို့ကျောင်းကဆီယာမာလေးဆုံးသွားတာ9 ရက်ပြည့်ရက်လေအောင်စောင့်လိုက်ပါရက်လေဆုံးတော့ပြီးမှတကားကြီးတို့တခုခုထူးခြားရင်ဦးစင်းကျောင်းပြန်လာခဲ့ကြဦးစင်းတကားကြီးတို့ကိုကူညီနိုင်အောင်လုပ်ပေးပါမယ်မှန်လားပါဖေ။တခြားရွာတကားတွေပြန်သွားပြီးတဲ့နောက်မှာဆရာတော်လည်းတေချာစဉ်းစားပြီးကျောင်းမှလာပြီးကပ်ပိယလုံနေတဲ့သူကိုခေါ်ကမိုးကောင်းရွာမှာပယောဂကုစားနေတဲ့ဆရာတော်ကြီးရဲ့တပည့်တယောက်ကိုခေါ်ခိုင်းလိုက်ပါတယ်ညနေ6 နာရီလောက်ကျကပ်ပိယကြီးပြန်လာတော့ယောဂီဝတ်စုံနဲ့လူတယောက်ပါလာတယ်ခဏနေတော့ဆရာတော်ကြီးနဲ့အဲ့ဒီယောဂီဝတ်စုံတဲ့လူဟာဆရာတော်ကြီးရဲ့ခန်းထဲမှာတကားတွေပိတ်ပြီးစကားတွေကြားရင်တိုင်ပင်ပြောနေကြပါတယ်အဲ့ဒီယောဂီနဲ့လူကြီးကိုဆရာတော်ကြီးကကျောင်းရဲ့အခန်းတစ်ခုမှာနေရပေးပြီးတဲခိုင်းထားပါလေရွာတွေကလူတွေကလည်းယခုကိစ္စကိုနှစွန်နှဖျားကြားတည်ထားကြတယ်လေဆရာတော်ကြီးလည်းမမေးရကြတော့ကျောင်းကကိုရင်တွေကျောင်းသားတွေကိုပဲဝိုင်းပြီးတော့မေးကြမြန်းကြနဲ့ပို့ထူစင်တို့ရဲ့ထုံးစံဆက်စုကြတာပေါ့လေဒီလိုနဲ့ဆရာမလေး9 ရက်မြောက်တဲ့နေ့ရက်လေစွန်းတော့ပြီးညပိုင်းပေါ့ပြက်လို့ရွာအရှိတ်12 မိုင်ကွာကစီဝါဆိုတဲ့ရွာလေးမှာညပိုင်း9 နာရီခွဲလောက်ရွာတွေကမောင်တူးတို့ဈေးဆိုင်အဲ့ဒီကိုခွေးတွေကတအားပဲထိုးပြီးဟောင်းနေကြတယ်တောရွာဆိုတော့ဒီအချိန်ဆိုတရွာလုံးလေးအိတ်ကုန်ကြပြီးမအိတ်သေးတဲ့သူတွေကလည်းခွေးဟောင်တန်ကြလို့နားဆွင့်နေကြတာနေမှာပေါ့ခဏနေတော့အဲ့ဒီဈေးဆိုင်မော်ကိုလမ်းကနေလူတွေခဲနဲ့ပေါက်တယ်လို့ခဲတွေအဆက်မပြတ်ကြလာတယ်ခွေးတွေကလည်းဟောင်းတော်ဝုတ်တူဦးနဲ့မောင်တူးတို့မိသားစုတွေလည်းသိပေမဲ့ဘသူမှထပြီးမကြည့်ရဲကြဘူးခဏနေတော့ခဲတွေကြတာငြိမ်သွားတယ်ဒါနဲ့ပြီးပြီပေါ့အဲ့ဒီအချိန်မှာပဲအိမ်ထဲကိုထင်းချောင်းကြီးတစ်ချောင်းကဝင်းလာပြီးဘေးထရန်ကားလာမှန်းတော့ထရန်ပေါက်သွားတယ်ဒါနဲ့မောင်တူးတို့မိသားစုလည်းစိတ်တိုသွားပြီးတမိသားစုလုံးထကဓားတွေဆွဲဘက်ထရီမီးဖွင့်ပြီးအိမ်အပြင်ထွက်ကဆဲဆိုပြီးဘဲကောင်းလဲကွာငါအိမ်ခဲနဲ့ပေါက်တာမိုင်းရင်ထွက်ခဲ့လေကွာကိုရကနေတော့ချောင်းမလုံးနဲ့ငါတွေးမိုက်တဲ့ကောင်လာခဲ့ဆိုပြီးစိန်ခေါ်ပါတယ်ဒီအချိန်မှာတော့အိမ်ရှိမှလူမပြောနဲ့ခွေးတောင်မတွေ့ရအောင်ယခုမောင်တူးတို့ဈေးဆိုင်ကစူးညံစွာအော်ဟစ်ဆဲဆိုနေတဲ့အတန်တွေကိုလည်းရွာတွေကလူတွေကကြားသိနေပါတယ်အဲ့ဒီခဲနဲ့ပေါက်သူကအပြေရှာပြီးမရကြပြီးခဲ့တဲ့2 ရက်လောက်ကလည်းယခုလိုကိစ္စမျိုးမောင်တူးတို့ဈေးဆိုင်မှာဖြစ်ခဲ့တယ်ဒါနဲ့ရက်ရွာလူကြီးတွေနဲ့တိုင်ပင်ပြီးတော့ပရိတ်ရွချင်းတွေမနက်ကမှပြုတ်လုခဲ့ပါတယ်ယခုညတခါထပ်ပြီးဖြစ်ပြန်ပြီးမောင်တူးတို့မိသားစုလည်းဘယ်သူမှမရှိတာနဲ့မီးပြန်မှိတ်ပြီးပြန်အိတ်နေကြတော့တယ်ည12 နာရီလောက်ကျအိမ်ရှိရာဈေးဆိုင်တကားကိုလူတယောက်လာပုတ်နေတယ်အတန်လေးကြားရတယ်တဒုတ်ထုံနေပြီးတော့ခဏငြိမ်သွားပြီးခွေးတွေဟောင်းလာပြန်နေည2 နာရီထိုးလောက်ကျအိမ်ခေါင်မိုးပေါ်ကိုရဲအမုံလေးတွေကြားတဲ့အတန်ကြားရပြန်နေဈေးဆိုင်ရှင်မလဲလူတယောက်လမ်းလျှောက်နေတဲ့အတန်တွေကြားရလို့တညာလုံးဒီပါအိမ်မပြောရအောင်ဖြစ်ခဲ့ကြတယ်နောက်တနေ့မနက်မိုးလင်းတော့မောင်တူးနဲ့ရဲရွာလူကြီးတွေတိုင်ပင်ပြီးပြက်လို့ကျောင်းတိုက်ဆရာတော်ကြီးစီကိုလာခဲ့တယ်ဆရာတော်ကြီးနဲ့တွေ့ပြီးအဖြစ်အပျက်တွေအားလုံးတစ်ခုမကြံရှောက်တင်ကဘလို့ဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းရှောက်တင်မေးမြန်းကြပါတယ်ဒီအချိန်မှာဆရာတော်ကြီးဘေးနားမှာလဲယောဂီဝတ်စုံနဲ့လူတယောက်ရှိနေတယ်
မောင်တူးတို့ရွာသားတွေကရှောက်တင်အပြီးမှာယောဂီလူကြီးကလှမ်းမိပါတယ်ညီလေးတို့အခုပြဿနာမဖြစ်ခင်ညီလေးတို့မိသားစုကရွာမှာစကားများရန်ဖြစ်ကြတာများရှိခဲ့ကြသေးလားလို့မေးပါတယ်မောင်တူးကလည်းရှိပါတယ်လွန်ခဲ့တဲ့တစ်လလောက်ကရွာတွေကတော့မဟုတ်ဘူးတခြားရွာမှာငွေချေးပြီးပြန်မဆက်လို့လိုက်တောင်းရင်းစကားအကြီးအကျယ်များကြပါတယ်လို့ပြန်ပြောပါတယ်ဒီအခါယောဂီနဲ့ဆရာတော်ဟာတဦးကိုတဦးကြည့်နေကြရင်မင်းငေါ်နေကြတယ်အဲ့ဒီအချိန်မှာပဲယောဂီလူကြီးကပြောတယ်ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်မင်းတို့ပါကူညီမှရလိမ့်မယ်လို့ပြောပါတယ်ဟုတ်ကဲ့ပြောပါခင်ဗျာကူညီပါမယ်ဒါဆိုပြက်လို့ရက်ရွာလူကြီးခေါ်ရဲစခန်းမှုခေါ်ဆရာတော်ကျောင်းကဆရာမလေးရဲ့မိသားစုတွေပါခေါ်ပေးရမယ်ဟုတ်ကဲ့ပါမနက်10:00နာရီထို့တော့အားလုံးဘုန်းကြီးကျောင်းမှာလူစုပြီးဆရာတော်ကြီးကတည်ဆုံးသွားတဲ့ဆရာမလေးရဲ့အလောင်းကိုပြန်ဖော်ကြည့်ခြင်းလို့အားလုံးကိုခွင့်တောင်းနေမိသားစုများနဲ့အားလုံးကလည်းဘာကိစ္စမှမသိကြပေမယ့်ဆရာတော်ကြီးရဲ့တိတ်ခါနဲ့တီလာကိုယုံကြည်ကြလို့အားလုံးသဘောတူလိုက်ကြတယ်ဒါနဲ့မနက်7:00နာရီခွဲမှာအလောင်းကိုရွာသားအချို့ကပြန်တူးဖော်ပေးကြတယ်အလောင်းက8 ရက်ကြာသွားတော့ပုံအရန်ပြပြီးပုတ်စော်နန်းနေပြီဒါနဲ့ယောဂီကြီးကစစ်ဆေးကြည့်လိုက်တော့အလောင်းကိုလူတစ်ယောက်လာပြီးတူးဖော်ထားတာတွေ့ရှိရတယ်ဆရာမလေးရဲ့အလောင်းဟာဦးခေါင်းတစ်ခုတည်းပဲကြေမော့ပျက်စီးသွားတာကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဘာတစ်ခုမှမထိခိုက်ဘူးစေးုံဆေးစစ်ချက်နဲ့နာယီမှတ်တမ်းတွေလည်းရှိခဲ့တယ်ဒါပေမဲ့ယခုအလောင်းကလက်ညှိုးလေးပြက်နေပါလေအဲ့ဒီကိစ္စကိုအားလုံးကလည်းစိတ်ဝင်စားကြည့်နေကြတယ်အလောင်းတူးဖော်တဲ့သူကလက်ညှိုးကိုဖြတ်ယူသွားခဲ့တာပါအားလုံးနားလည်အောင်ရှင်းပြရမယ်ဆိုရင်အိမ်တော်မရှိတဲ့မင်းမပြိုတယောက်ဟာအကြောင်းတစုံတရာကြောင့်မမျော်လင့်မဲတည်ဆုံးသွားရင်သူမရဲ့ရုပ်အလောင်းဟာ9 ရက်အတွင်းမလို့သူများအတွက်အဖိုးမဖြတ်နိုင်စရာညံရှိတဲ့၍တန်ကြီးကြီးမှလှပါတယ်သူမရဲ့ရုပ်အလောင်းဟာခန္ဓာကိုယ်အစိတ်အပိုင်းကို9 ရက်အတွင်းရအောင်ယူပြီးမလို့သူတွေရဲ့အိမ်နေရာမှာသိုးဝမြုံနှံထိုင်အဲ့ဒီတည်ဆုံးသူဟာဘယ်မှမသွားနိုင်တရားမနာနိုင်ရတဲ့အတွက်အေမီသားစုကိုအမျိုးမျိုးဒုက္ခဆင်းရဲပေးတတ်ပါတယ်အားလုံးကြားဘူးကြတဲ့ဂမ်ဘီယာအောက်လန်ပညာရဲ့အတွက်အသုံးချကြတဲ့အပြိုရုပ်အလောင်းအစီအရင်ပေါ့ဗျနားလေတဲ့သူတွေကသူတို့မကြည်နဲ့တိတ်မိသားစုတွေကိုဒုက္ခရအောင်လုပ်တဲ့ပညာရဲ့တစ်မျိုးပေါ်ဆိုပြီးယောဂီလူကြီးကရှင်းပြပါတယ်ဒါနဲ့အလောင်းကိုပြန်မမြုပ်သေးပဲဆရာတော်ကြီးကရွာပြန်ပြီးမောင်တူတို့ဈေးဆိုင်အိမ်မှာမြေးလံပြီးမိသားစုတွေရွာသားတွေနဲ့ရုပ်အလောင်းရဲ့တဲလွန်စာအစိပ်အပိုင်းတစ်ခုကိုဝိုင်းရှာခိုင်းပါတယ်ဈေးဆိုင်ရဲ့အနောက်ဘက်တိုင်းရဲ့အချီမှာကျွတ်ကျွတ်အိတ်လေးနဲ့မြုပ်ထားတဲ့လက်ညှိုးအပိုင်းလေးကိုတွေ့ရပါတယ်ဒါနဲ့ဆရာတော်ကြီးစီပြန်ယူလာပြီးအလောင်းနဲ့ပြန်ထည့်ကမြေဖို့မြုပ်လိုက်ကြပါတယ်အားလုံးပြီးသွားတော့ညနေ4 နာရီထိုးနေပြီဒါနဲ့မောင်တူတို့အဖွဲ့တွေလည်းဆရာတော်ကြီးကိုနှုတ်ဆက်ပြီးရွာကိုဆိုင်ကင်းနဲ့ပြန်သွားကြပါတယ်ထိုနေ့ညမှစပြီးမောင်တူတို့ဈေးဆိုင်လည်းဘာသာမှမကြားရတော့ဘူးဆရာတော်ကြီးကလည်းတရားမနာအမျှမရလိုက်တဲ့တပည့်ဆရာမလေးကိုပြန်ပင့်ဖိတ်ပြီးရက်ရွာလူကြီးတွေနဲ့သူမရဲ့မိသားစုအတိုင်းအဝိုင်းတွေကကျောင်းထဲမှာပဲတီလာပြီးအမျှဝေကသူမအတွက်ရည်စူးလို့အလှူအတန်းတွေပြုလုပ်ပေးပြီးမြစ်တာပို့လို့အမျှပေးဝင်ရင်သမီးလေးကောင်းရာဘုံဘဝရောက်နိုင်ပါစီကွယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျွန်တော်တို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာရင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ဇလန်အစမအဆုံးတိုင်းနာဆင်ပေးခဲ့တဲ့အတွက်လေးကျေးဇူးတင်ပါတယ်ဇလန်ကောင်းတွေနဲ့ပြန်ဆောင်ပါမယ်